တညကိုသိန်းတရာအန်းခံရပေမဲ့ငယ်ချီဦးနဲ့ကလောမာတာယာနေလို့လူပြောများနေတဲ့ food blogger အစားအသောက်ကောင်းကောင်းလေးတွေကိုပရိသတ်တွေကိုမျှဝေပေးပြီးတော့ social media မှာနာမည်တစ်ခုရလာတဲ့ food blogger အမျိုးသမီးတယောက်ရဲ့ဒီဇလန်အရှုပ်တွေက online ပေါ်မှာအရန်လူပြောများနေပါတယ်။အတန်ဖိုင်တွေအများအပြားလေးပြန့်နှံ့လာခဲ့တဲ့အတွက်အဖြစ်မှန်တွေကတော့ဖုံးကွယ်လို့မရအောင်တောင်ပေါ်ထွက်လာခဲ့ပြီးဖြစ်ပါတယ်။ဒီအတန်ဖိုင်တွေအရဆိုရင် food blogger မက်အေတွေကစင်ငယ်မာသားဘဝနဲ့ကိုဘာသာကိုအေးစစ်စစ်မနေပဲအသက်ကြီးကြီးအမျိုးသားတယောက်နဲ့အန်းနဲ့ကိစ္စတွေကိုလုပ်ခဲ့တာလို့သိရပါတယ်။ဒါပေမဲ့တညကိုသိန်းတရာယူပြီးသိန်းပေါင်း1000လောက်အန်းခံခဲ့ရပေမဲ့အဲ့ဒီအမျိုးသားကိုတခါမှညစာမကြွေးခဲ့ဘူးလို့ဆိုပါတယ်။ငယ်ကြီးဦးလေးနဲ့တော့ကလောမှာခရီးတွေထွက်ပြီးတော့ပျော်ပါးသားရနေရကြောင်းအဲ့ဒီအမျိုးသားကအရန်တင်းသွားခဲ့ရပါသူ့ရဲ့ဖုန်းကိုလည်းဘလော့ထားပြီးတော့အဆက်အသွယ်တွေဖြတ်သွားခဲ့တဲ့အတွက်တခြားဖုန်းတွေနဲ့ဆက်သွယ်ကြည့်ရဲ့အခါမှာအမှန်တရားတွေကိုသိလိုက်ရပါတယ်အခုကလောမှာရှောက်သွားပြီးတော့တာယာနေတဲ့သူကငယ်ကြီးဦးလိုဘာလိုဖြစ်ပြီးတော့အရင်ကလည်းရေးစားတွေ2ယောက်လောက်ရှိရလို့သိရပါတယ်သိမ်းမောင်းများစွာထောက်ပံ့ပေးခဲ့ရတောင်းသမီးလေးတယောက်နဲ့ကိုဘာသာကိုအေးစစ်စစ်မနေပဲဒီလိုလုပ်နေရကုန်အဲ့ဒီအမျိုးသားကဘလို့မှသိမခံနိုင်တော့ပါဘူးသူရဲ့သဘောကတော့သူတယောက်တည်းရဲ့ပေးတာအန်းနာကိုယူပြီးတော့သူ့ကိုပဲကြွေးစီချင်တာပါဒါပေမဲ့သူကတော့တခါမှအပြင်စားမစားရပဲသူပေးတဲ့မုံဘိုးတွေနဲ့တခြားတယောက်နဲ့ပျော်ပါနေခဲ့ပါတယ်သူ့ကိုတောင်ခက်တီတီနဲ့အဆက်အသွယ်တွေဖြတ်သွားပြီးတော့ဘာမှမသိဘူးလို့ဘူးခံနေရကြောင်းရှိသမျှအတန်ဖိုင်တွေအကုန်လုံးကိုတနိုင်ငံလုံးသိအောင်ဖော်ထုတ်နေကြတာပါသူကတညကိုသိန်းတရာပေးတဲ့အပြင်အခုနေတဲ့တိုက်ခန်းနဲ့စီးနေတဲ့ကားကိုလည်းဝယ်ပေးခဲ့တာဖြစ်ပါတယ်ဖူဖလော့ကအမျိုးသမီးကလည်းစားကျင်တာတွေပဲချက်ချင်းကျွေးတော့မလို့လို့နဲ့တိုက်တွေကားတွေဝယ်ပေးဖို့ပူဇော်ခဲ့ရပါလိုအပ်သမျှအကုန်လုံးဖြည့်ဆည်းပေးခဲ့ပြီးနောက်မုံဘိုးသိန်း30ပါယူပြီးတော့တခြားတယောက်နဲ့ကလုံးမှာပြပြပပခရီးထွက်ပြီးတာယာနေပါတော့တယ်ကိုယ်တိုင်ကလည်းအိမ်တော်ရှိခဲ့ပြီးတော့တစ်ဖက်အမျိုးသားကလည်းအိမ်တောင်ရှိပေမဲ့မလုံတဲ့နာတွေလုပ်ခဲ့ကြသလိုသမီးလေးရဲ့မျက်နှာကိုမထောက်ထားခဲ့တဲ့ food blogger မဲရီတွေရဲ့အခုလိုလုပ်ရက်ကိုပရိသတ်တွေကလည်းစိတ်ပြက်နေကြပါတယ်။သမီးလေးမှာအပြစ်မရှိဘူးဆိုပေမဲ့မိခင်ရဲ့ဒီလိုရှေ့ဆောင်လမ်းပြမကောင်းတဲ့လုပ်ရက်တွေကိုကြည့်ပြီးအတူယူမားကောင်လမ်းမတွေရောက်သွားနိုင်တယ်လို့ပြောကြပါတယ်။အခုလည်းအဖြစ်မှန်တွေကိုတနိုင်ငံလုံးသိသွားတဲ့အခါမှာအားလုံးကဝိုင်းဝန်းပြောဆိုနေကြတာကြောင့်သမီးလေးလည်းမျက်နှာငယ်နေရမှာပါဒါပေမဲ့ food blogger ကတော့သူမရဲ့ဆုံးဖြတ်ချက်အရလှုပ်ချင်လို့လုပ်ခဲ့တာဖြစ်ပြီးဘာမှအပြစ်ပြောနေစရာအကြောင်းမရှိဘူးလို့ပြပြတသားတုံ့ပြန်ပြောဆိုခဲ့ပါတယ်ဒီကိစ္စတွေကိုသူမဘက်ကအတိမခံနိုင်တဲ့အတွက်တရားဥပဒေနဲ့အညီလှုပ်ဆောင်သွားအောင်ပါဒါပေမဲ့တစ်ဖက်ကအန်းခဲ့တဲ့အမျိုးသားကရှေ့နေအတန်းဝိုင်းကဖြစ်နေရကြောင်းလွယ်တော့မလွယ်ကူပါဘူးဒီလောက်ထိစေတနာထားပြီးသိမ်းပေါင်းများစွာနဲ့တိုက်တွေကားတွေပါအန်းခဲ့ရကြောင်းတခါမှညစာမကြွေးခဲ့ဘူးဆိုတာကတော့နည်းနည်းလွန်နေလို့ပြောကြပါတယ်ဒီလိုပေးကမ်းခဲ့ရကစားခြင်းုံတသက်ပဲအဲ့ဒီအမျိုးသားကလည်းပွင့်လင်းစွာပြောဆိုထားခဲ့တာပါအခုတော့ကိုစားချင်တာမစားရတဲ့အပြင်သူပေးတဲ့မုံဘိုးတွေယူပြီးတော့ငယ်ချီဦးနဲ့ကလောမှာမနှက်စာသွားစားနေခဲ့တာပါပရိသတ်ကြီးတို့အနေနဲ့ရောဒီကိစ္စမှာဘယ်သူကမှန်ပြီးတော့ဘလို့ဖြစ်တဲ့နေလို့ထင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်